ရာတို့ကတော့ဒီနေ့မှာတော့ဒီနမိတ်တွေနဲ့ပေးတာများတယ်နော်ဒီနေ့မှာပေးတာဒီနေ့ဘုဒ္ဓနေ့ပေါ့နော်ဖျက်ရှိခိုးမှာဖျက်ရှိခိုးတာတဲ့4:30ဖျက်ရှိခိုးတာတဲ့နော်6:32မှာ32မိနစ်မှာနော်ပြီးတယ်တဲ့နော်အဲ့ဒါမျိုးတွေညာတော့အိမ်မက်တာတဲ့နော်အမေကိုအိမ်မက်တယ်တဲ့အမေကပြေးလာပြီးတော့တားကိုမင်းလွင်ဓာတုခံရလို့တေးပြီးဆိုပြီးတော့အဲ့လိုမျိုးအိမ်မက်နဲ့မိမက်တယ်တဲ့ဟုတ်လားဆိုပြီးကြည့်လိုက်တော့တဲ့တေးသူကစကားတွေထပြောပြီးတော့ဟုတ်တယ်ဓာတုခံရတာဆိုထပြောတယ်တဲ့ထူးကြတာကနော်အဲ့ဒီမှာအိမ်မက်မှာထူးကြတာကအမေကတဲ့ပြန်ငယ်ပြီးတော့လမ်းတွေလည်းပြန်လျှောက်နိုင်တယ်တဲ့နော်အပြင်မှာတော့လမ်းမလျှောက်နိုင်ဘူးအိမ်မက်ထက်မှာလမ်းတွေပြန်လျှောက်နိုင်တယ်တေသူကကြာပြီးဆုံးသွားတာပါတဲ့မိကလည်းတကယ်ပြင်မှာနော်လမ်းမလျှောက်နိုင်ဘူးတဲ့သူကြတာလူတရားဆိုင်ကပေါ်မှာတွဲပေါ်မှာပလက်လန်ကြီးနော်ပလက်ကြီးလန်ပြီးတော့သူကဓာတ်ထုတ်ခံရတဲ့ပုံစံမျိုးနော်အဲ့လိုမျိုးအိမ်မက်နမိတ်မက်တယ်နော်အဲ့တော့အဲ့ဒီအိမ်မက်လေးတွေကိုဖြီလိုက်တဲ့ခါကျတော့နော်ဒီနေ့ကတော့အိမ်မြတ်စွာဘုရားကြီးပန်းလူတာတွေရှိတယ်နောက်တစ်ခုကပထမဘိုးဘိုးအောင်ပွဲတွေလှူတယ်ဒီနေ့ကနော်အဲ့တော့အားလုံးကိုခြုံငုံသုတ်သက်ပြီးတော့ဒီမှာပြောရရင်နော်ဒီမှာပေးထားတာလေးတွေရှိနော်ဒီနေ့တနေ့တာအနေနဲ့ပြန်ကနန်းလှန်ကနန်းတွေနော်အပြန်အလှန်တွေကိုသတိမူပါမယ်တဲ့အပြန်တွေထဲမှာအပြန်ကို၄ခွက်ပဲထွက်ထားတာအားလုံးကနော်2-3ရယ်6-3ရယ်2-9ရယ်4-3အဲ့ဒီ၄ခွက်ထဲအပြန်ဆိုရင်3-4အပြန်တို့3-2အပြန်တို့သတိထားနော်အဲ့ဒါက9နဲ့ပတ်သက်တဲ့ကဏ္ဍလည်းလာနှစ်ခါလာတဲ့2-9နှစ်လမ်းတာမျိုးတွေပေါ့နော်အဲ့ဒီအပြန်နေတော့နည်းနည်းကာထိုးမှရမယ်နော်ဒီနေ့ပေးထားတာလေးတွေနော်9ဘိုင်နဲ့ပေးထားတယ်နော်သူကကဏ္ဍတစ်လုံးစီချွေနေတာနော်ဟိုတစ်ဘက်ကပြောက်တဲ့3လုံးဆိုနော်ဟိုတနေ့ကအစနေ့က2ချွေတယ်မနေ့က3ညကိုချွေတယ်နော်ဒီနေ့ကသူ9ကိုချွေနေတော့ဒီနေ့ကသူကချွေဖို့တော့များတယ်နော်စာကဏ္ဍလေးတွေတော်တော်ကြာထားတာဆိုတော့နော်အဲ့တော့9နဲ့9နဲ့ပတ်သက်ဒါမျိုးလေးတွေပေးထားတယ်နော်နောက်တစ်ခုကဓာထုဆိုတာခုံပြောတာတဲ့အမေဆိုရင်တင်9လို့ဖြည့်ပေးထားတယ်လူသေးကပြန်ရှင်နေဆိုရင်တစ်တူပါတော့ထွက်တယ်ဒါပေမဲ့တစ်ခါကျလဲလူသေးပြန်ရှင်ရဆိုရင်နော်လူသေးမဲ့တယ်ဆို3ညလို့ထွက်တယ်ဆို3ညနဲ့ပြန်လာတဲ့နိုင်တဲ့ကဏ္ဍဆို3ည4လို့ပါတော့ပေါ့နော်အဲ့လိုမျိုးတွေကောင်းတယ်9နဲ့ပတ်သက်တော့အဲ့ဒီကဏ္ဍတွေကောင်းတယ်51တို့55 85အဲ့လိုကဏ္ဍတွေ58တို့နော်52တို့အဲ့လိုကဏ္ဍတွေကောင်းတယ်9နဲ့ပတ်သက်တော့အဲ့ဒါကောင်းတယ်ကိုကောင်းတာတော့အခုဒီမှာပြတ်ပေးထားတယ်နော်ဒီနေ့တော့ကံကောင်းပါစေနော်ဒီနေ့ကတော့ပောက်ဖို့တော့များတယ်နော်ဘာဖြစ်လို့လဲဆိုတော့စာကဏ္ဍတွေကလည်းရက်တဲ့နေနော်စာကဏ္ဍတွေကလည်းနည်းနည်းချတာတွေများနေဆိုနော်စာကဏ္ဍတွေတော်တော်လေးများနေပါနော်အဲ့တော့စာကဏ္ဍတွေကတော့ရက်တဲ့နော်စာကဏ္ဍတွေကတော့ရက်တဲ့နေပြီနော်အဲ့ဒါလေးဒီကဏ္ဍလေးတွေသတိထားအခုပြတဲ့ကဏ္ဍလေးတွေနော်ဒီနေ့ကတော့အဲ့ဒီကစားပြရမှာအဲ့ဒီ9တွေခွန်တွေကစားပြရနော်9တွေခွန်တွေနော်9ကဏ္ဍခွန်ကဏ္ဍတိကဏ္ဍအဲ့လိုကဏ္ဍမျိုးတွေအထူးသဖြင့်တော့9တို့ခွန်တို့ပေါ့နော်9ထိပ်စီးတွေခွန်ထိပ်စီးတွေခွန်9ခွန်တွေအဲ့လိုပုံစံမျိုးတွေကစားပြရနော်ကိုကကန်စားတာဒီနည်းနည်းတချို့နှိမ့်ကြတယ်ဆိုရင်ဒါလေးရွတ်လို့ရတယ်ဒါအိစ္ဆာတေယရှေဝရကာတာနော်ဒီကာတာကိုရွတ်နော်ဒီကာတာကိုရွတ်လို့ရှိရင်အဓိကတော့လာဘသိဋ္ဌိတွေကောင်းတော့ပေါ့ကံပွက်လက်ပွက်စေတာပေါ့နော်တခြားသောအကျိုးကျေးဇူးတွေလည်းရရှိတယ်အဓိကတော့လာဘသိဋ္ဌိဘက်ကိုသွားနော်လက်လာဘပို့ကြတာပေါ့နော်တစ်ခေါက်ပူဇော်ကြည့်ပါနော်အဂောဗုဒ္ဓအဂောဓမ္မောအဂောတံဂောအနုတ္တရောအဂောမေဝိပါကောဟောတုယံယံအိဆံသမိတ်စတုတဲ့နော်
ဒါပေါင်းညွှတ်ဆိုလဲဆိုရင်မြတ်စွာဘုရားရှင်သည်တဲ့အတုမရှိအမြတ်ဆုံးဖြစ်တော်မူပါပေ၏တဲ့တရားတော်မြတ်သည်အတုမရှိအမြတ်ဆုံးဖြစ်တော်မူပါပေ၏သံဃာတော်ရှင်မြတ်တို့သည်အတုမရှိအမြတ်ဆုံးဖြစ်တော်မူပါပေ၏အမြတ်ဆုံးသောယရဏသုံးပါးအားကိုယ်ွယ်စိကပူဇော်ကြသောသူတို့အတွက်ရလက်တန်သောအကျိုးသည်လည်းအမြတ်ဆုံးဖြစ်တော်မူပါပေ၏တဲ့အချင်းချင်းလူဝင်ဆန္ဒအဟုသမီးသည်အလုံးလက်လာပါများရှင်လန်းပေါ်ကြွားပြီးကောင်းကျိုးလူဝင်ဆန္ဒတွေပြည့်စုံပါစေတည်းဆိုပြီးညွှန်ဆိုထားနော်ဒါကြောင့်လည်းသူကအိဆာတရရှိုးရကတာလို့ပြောနော်ဒီနေ့တပတ်စာမှာတော့ဒီနေ့ဗုဒ္ဓနေ့မှာတစ်လေးချထားရှိနော်အဲ့ဒါမျိုးတစ်လေးတွေပါထည့်ထုတ်နော်တပတ်စာမှာတစ်လေးချပေးထားရှိနော်တပတ်စာမှာ1ဖို့ချပေးထားရှိနော်ကဲကိုစိတ်ပါအေးချမ်းပါစေဗျာနော်ဒီကာရာလေးကိုတီးတဲ့လူကလည်းပဲပိုသိတော်မယ်မတီးသေးတဲ့လူလည်းအလွတ်ချက်ထားပါဗျာအလွတ်ချက်တိုင်းကိုကကာရာအပိုင်လေးရတာပေါ့နော်လက်လာပါတွေရှင်လန်းပေါ်ကျော်ဝချစ်တယ်နော်အဂောဗုဒ္ဓအဂောဓမ္မောအဂောတံကောအနုတ္တရောအဂောမေဝိပါကောဟောတုယံယအိဆံသမိတ်စတုတဲ့နော်ကိုစိတ်ပါအေးချမ်းပါစေဗျာ